လူခန္ဓာကိုယ်မှာ transistor လိုမျိုးဟာအများကြီးရှိနေဘလို့ဘလို့လုံးနေတော့မဟုတ်ရှိပါပဲဘာလို့လဲဆို decision making ကအမြဲလုံးနေရဆိုတခုခုလုံးမလားမလုပ်ဘူးလားလုံးမလားမလုပ်ဘူးလားဆိုတာ universal decision ပဲနှလုံးခုန်မလားမခုန်နှလုံးခုန်မလားမခုန်လားတဲ့ဆိုင်ဥပမာဆိုအသေးဆိုလေသူ့ရဲ့ function ရှိရပဲလေဒီ1000တွေကိုcholesterol generate လုပ်ပေးရ liver ရဲ့တချို့ function က cholesterol generate လုပ်ပေးရခန္ဓာကိုယ်မှာလိုအပ်ရင်လိုအပ်သလောက် liver ကနေ generate လုပ်ပေးရတယ်အဲကြောင့်မလိုအပ်လာဘူးဆိုအသေးတခြားဟာစားတယ် cholesterol များတဲ့အစားအစာတွေစားလိုက်လို့ liver generate လုပ်ပေးကြမလို့တော့ဆိုရင်မလုပ်ပေးတော့သူ့မှာဒီဆုံးဖြတ်ချက်ချနိုင်ဆိုရင်ရှိတယ်ပေါ့နော်ဒီအခြေအနေကိုကြည့်ပြီးတော့ blood ထဲမှာထောက်ဆင်တွေများနေရင်သူကစစ်ထုတ်ပေးမယ်ထောက်ဆင်တွေမရှိဘူးဆိုရင်မလုပ်ဆရာမလုပ်ဘူးအဲ့လိုမျိုးပေါ့အများကြီးလုပ်နေရမဟုတ်ဘူးဒါကြီးကတိုး short လို့ပြောမလဲဆို balance adaptability ရှိရပေါ့နော်ခန္ဓာကိုယ်ကနေတိုင်းဒီချိန်အိတ်နေကြဆိုရင်နေတိုင်းဒီချိန်ဆိုအိတ်ဖို့နှိုးစော်လာတယ်ဒါပေမဲ့ change လုပ်လို့ရတယ်ပေါ့နော် neuroplasticity plasticity ဒီမှာဟုတ်ဝင်နေခန္ဓာကိုယ်တစ်ခုလုံးက plasticity ရှိရယ်သူ့မှာ adaptability က very high အဲ့တော့ခန္ဓာကိုယ်ရဲ့နေရာအနှံ့ပြားမှာ transistor ရှိရယ် transistor တော့မဟုတ်ဘူးမဲ့ဒီ neurons တွေပေါ့ဒီ cells တွေပေါ့ဒီ cells တွေကသူ adapt detect လုပ်နိုင်တယ်ပြီးရင် decision making လုပ်နိုင်တယ်